မိရဲ့အများစုကမီးစာကုံစီခန်းတဲ့အထိလောင်ကျွမ်းပြီးသွားရင်ငြိမ်းသွားကြပါတယ်ဒါပေမဲ့သူ့ရဲ့မီးတော့ကတော့လုံးဝမငြိမ်းသွားခဲ့ပါဘူးဇင်ကအေးဆက်တဲ့တောင်ကုန်းတွေပေါ်မှာတိတ်ဆုံးသွားခဲ့ရတဲ့ပြောရရင်ပြဖြစ်သွားတဲ့စစ်သူရဲကောင်းဆိုလဲဟုတ်ရဟန်းတစ်ပါးဆိုလဲဟုတ်ဆရာတဆူဆိုလဲဟုတ်ပါတယ်အခုတော့သူ့ရဲ့နာမည်ကိုတော့မှလူတွေမေးလူနေပါဖြစ်နေပါပြီဒါပေမဲ့သူပြောကြားခဲ့တဲ့လမ်းစဉ်တွေအစုံအမတွေကတော့အခုချိန်ထိမေးမသွားခဲ့ပါဘူးမျိုးဆက်ပေါင်းများစွာအတွက်သူ့ရဲ့စကားလုံးတွေကဆရာတွေနဲ့ဒဇိမ့်တွေရဲ့ယင်ထဲမှာအမတ်တရတွေနဲ့အတူအစုံမရှိတဲ့မတရမီလိုမျိုးတောက်လောင်နေခဲ့ပါတယ်နောက်ဆုံးမှာ Banning Slasher လို့ခေါ်တဲ့9 million ကိုယ်တိုင်ဟာယုံကြည်တက်ဝင်နေတဲ့သူတွေအတွက်အဖြေပေးနိုင်ဖို့စဉ်းသက်လာခဲ့ရပါတယ်အခုတော့ဇင်ကလောင်မြိုက်တောက်လောင်နေတဲ့ဝိညာဉ်တစ်ပါးအဖြစ်ကဘာမြေပြင်ပေါ်မှာတဖန်လှည့်လည်သွားလာနေပါပြီသူ့ရဲ့ဘဝအဆုံးသက်ကိုအတစ်တစ်ခုရဲ့အစာပြိုးနှိတန်းတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ဆရာတယောက်ပေါ့အားလုံးပဲမင်္ဂလာပါချက်စင်ကြီးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Wes ပါကျွန်တော်ဒီနေ့မှာတေမျိုးရဟန်းတစ်ပါးဇင်ဘဝကနေစစ်မြေပြင်ကိုရှောက်လန်းနေတဲ့ Ember Spirit ဘဝအထိဇလန်းအစဆုံးကိုပြောပြပေးသွားမှာဖြစ်ပါတယ် I am Ember Spirit. Some call me Sheen. Come and learn humility. ကျွန်တော် Esprit လောမှာမိတ်ဆက်ပေးခဲ့တဲ့မြန်မာမန်းဆောက်တဲ့တောင်ထဲနေရှိတဲ့ Welling Mountain ဒေသရဲ့နှရှိုင်းတဲ့နေရာမှာ Fortress of Flare လို့ခေါ်တဲ့မိတောက်ခံတပ်ကိုကြောက်တောင်တွေရဲ့ကြားထဲမှာတည်ဆောက်ထားပြီးFortress of Flare ဆိုတာကမ္ဘာမြေပြင်လောကနဲ့အလန်းဝေးတဲ့နေရာမှာဝတ်ထားတဲ့မီးဖုံးကြီးကျောင်းတစ်ခုဆိုရင်ပုံမှန်ပါလိမ့်မယ်အဲ့ဒေသမှာတိုက်ခိုက်လေးရှိတဲ့အေးဆက်တဲ့လေတွေကကြောက်သားကြောက်ကမ်းမကြားတဲ့ကနေပုတ်တိုက်ပြီးဝမ်းနည်းစရာသချင်းတစ်ပုတ်ကိုတိတ်ဆုံနေတယ်လို့မျိုးအမြဲတမ်းတိုက်ခိုက်တတ်ပေမဲ့ Fortress of Flare ခံတဲ့အတွင်းမှာတော့ထိန်းသိမ်းထားတဲ့မီးတောက်တွေကြောင့်အမြဲတမ်းနှွေးထွေးပြီးတော့အလင်းရောင်ကောင်းကောင်းရရှိပါတယ်အဲ့မီးတောက်တွေရဲ့နှစ်ပေါင်းများစွာလောင်ကျွမ်းမှုကြောင့်နရံတွေမျက်နှာကျက်တွေမှာမီးကိုရိုက်ပြီးမဲနဲ့နေတယ်ဗျFortress of Flare ခံတဲ့ရဲ့အလဲမှာလေးလံတဲ့တန်မီးဘူကြီးတွေကိုတန်ကြိုးရည်နဲ့ကြောင်မျက်နှာချက်ပေါ်ကနေချိတ်ဆွဲထားပြီးတော့အဲ့ဒီမီးဘူတွေထဲမှာမီးခဲတွေကဘယ်တော့အခါမှမငြိမ့်သက်သွားခဲ့ပါဘူးတိတ်တိတ်ဆိတ်ဆိတ်လှလှပပနဲ့တောက်လောင်နေခဲ့ပါတယ်ဘာလို့မငြိမ့်သက်သွားလဲဆိုတော့ Eternal Flame ကြောင့်လို့ထင်သွားတယ်မလားအဲ့လိုမဟုတ်ပါဘူးFortress of Flame ထဲမှာရှိတဲ့ဘုန်းကြီးတွေကမီးဘူတွေကိုမငြိမ့်သက်သွားအောင်လို့အမြဲတမ်းကြည့်ရှုထိန်းသိမ်းနေကြလို့ဖြစ်ပါတယ်အဲ့မီးကိုထိန်းသိမ်းထားတာအန်ဒလော့လော်ထဲမှာပြောပြခဲ့တယ်လို့မျိုးလက်နက်တွေကိုထုလုပ်ဖို့အတွက်ထိန်းသိမ်းထားတာမဟုတ်ပါဘူးမီးကိုအဲ့ဒေတာမှာတိတ်ဆိတ်ပြီးတီးခန့်တတ်တဲ့ဆရာတွေလို့သတ်မှတ်ထားကြပါတယ်အဲ့ဒေတာမှာမီးကိုလူသားတွေရဲ့ nature လို့ခေါ်တဲ့ပင်ကိုယ်တဘာဝကိုပြသဖို့လူတွေရဲ့စီကံတွေစိတ်ရှည်တီးခန့်နိုင်စွမ်းတွေကိုစမ်းသပ်ဖို့နဲ့ကောင်းတဲ့အချင်းစရိုက်တွေကိုပုံသွင်းပေးနိုင်တဲ့ဆရာတဆူအဖြစ်တန်ဖိုးထားကိုးကွယ်ခဲ့ကြပါတယ်အခုတော့ Fortress of Flame ခံတဲ့ရဲ့အလဲဘဟုမှာရစ်ပလင်ပုံစံရှိရဲ့ကြောက်တုံးတုံးပေါ်မှာတင်ထားတဲ့ဗရမ ्या အိုးတိုးပဲရှိပါတော့တယ်အဲ့အိုးကြီးထဲမှာလူတယောက်ရဲ့အယိုးပြတွေထည့်ထားတယ်ဗျအဲ့အယိုးပြတွေကဟိုးရင်နှစ်ပေါင်းများစွာတော့ဒီနေရာမှာပဲမီးရှို့တကြိုခံခဲ့ရတဲ့စစ်တီတအူးဆိုလဲဟုတ်ကြပြဆရာတအူးဆိုလဲဟုတ်တဲ့ဇင်းလို့ခေါ်တဲ့လူရဲ့အယိုးပြတွေပဲဖြစ်ပါတယ်ဖုံးတော်ကြီးကျောင်းသားတွေကအဲ့ဒီအိုးကြီးကိုသူတို့အားလုံးရဲ့အမြင့်မြတ်ဆုံးဆရာတည်သွားပြီးရဲ့နောက်ပိုင်းမှာကြံနေခဲ့တဲ့ရုပ်ကျွင်းတွေကိုထိန်းသိမ်းထားတဲ့မြင့်မြတ်တဲ့အိုးကြီးတစ်ခုအဖြစ်သတ်မှတ်ထားခဲ့ကြပါတယ်အဲ့အိုးကြီးထဲမှာအယိုးပြတွေမရှိခင်နားလည်အောင်ပြောပြရင်ဇင်မသေးဆုံးခင်တော့အဲ့အိုးကြီးရဲ့ဘေးမှာမျိုးဆက်၃ခုတိုင်တိုင်းကျောင်းသားတွေခြေပလာနဲ့အေးခဲနေတဲ့ကျမ်းမြင့်တွေပေါ်မှာမတ်တက်ရက်ပြီး Born of the Guardian Flame ဂါရာတွေနဲ့လမ်းစဉ်တွေကိုရွတ်ဆိုလေ့ကျင့်ခဲ့ကြပါတယ်ဒီ Forest of Flame မှာရှိတဲ့ကျောင်းသားရဲ့အားလုံးကတိုက်ခိုက်ရေးလှုပ်ရှားမှုတွေတက်တက်လေ့ကျင့်နေရမှာမဟုတ်ပဲခွန်အားနဲ့လှုပ်ရှားမှုကိုအတီတရားနဲ့ထိန်းချုပ်တတ်အောင်အစွမ်းကိုတာဝန်ယူမှုနဲ့ပေါင်းစည်းတတ်အောင်ဇင်မာကြားခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကျင့်ကြံပြီးသင်ယူနေရကြတယ်ဗျခဲမရွယ်အတွင်းမှာရှိနေတဲ့မိတော့တွေကမှိန်ပြပြဖြစ်နေပေမဲ့တည်ငြိမ်စွာနဲ့လောင်ကျွမ်းနေပြီးတော့ကျောင်းသားတွေရဲ့လေ့ကျင့်မှုကိုအထောက်အကူပြုပါတယ်ဆိုလိုချင်တာကဒီမိတော့တွေရဲ့ဘေးမှာလေ့ကျင့်ရတာအေးချမ်းပြီးတော့အာယုံဆုစိုက်လို့ပိုကောင်းပါတယ်ဒီ Fortress of Flame ခံတဲ့ထဲကဘဝတွေကခက်ခဲကြမ်းနဲ့မယ်မယ်လေအတိတ်ပဲရှိပါတယ် Welling Mountain ရဲ့မနက်ခင်းတိုင်းမှာတိုက်ခိုက်လေးရှိတဲ့တောင်လေကအယိုးရဲထိအေးခဲနေအောင်အစွမ်းကုန်စူးစမ်းနေတဲ့အချိန် Fortress of Flame ထဲကရင်မြင်မှာတော့ကျောင်းသားတွေတယောက်မကျန်လေ့ကျင့်မှုကိုစတင်နေကြပါပြီနေကင်းရောက်တဲ့အချိန်မှာတော့လေ့ကျင့်ငန်းနေလက်နက်နဲ့တိုက်ခိုက်တာတွေနဲ့တရားထိုင်တာတွေကိုဇက်တိုက်ပြုလုပ်ရပါတယ်ညဘက်မှာတော့ကျောင်းသားတွေအားလုံးကတောက်လောင်နေတဲ့မီးရဲ့အရှိန်မှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီးတော့မီးတွေရဲ့ရွေရှားတဲ့ပုံစံတွေပြောင်းလဲတဲ့ပုံစံတွေကိုကြည့်ရှုလေ့လာကြပါတယ်ဒီလိုမီးရေရှားမှုတွေကိုလေ့လာရင်းနဲ့ဟန်ချက်ညီမှုတဟဇာရဖြစ်မှုနဲ့ကိုယ်ပိုင်စွမ်းအားတွေကိုထိန်းချုပ်မှုဆိုင်ရာဇင်ရဲ့အဆုံးအမတွေကိုသူတို့ရဲ့အယိုးထဲရိုက်ထည့်ထားတယ်လို့အာရုံဆောင်နိုင်တဲ့အထိတက်ခါတလဲလဲရွတ်စုံမှတ်သားကြပါတယ်
အမှန်နေဟန်သတင်းသုံးရတဲ့ဖုန်းတော်ကြီးတွေចောင်းသားတွေအတွက်မီးဆိုတာကြောက်စရာကောင်းလောက်လောင်ကျွမ်းဝါမြူနိုင်တယ်လို့မျိုးတီတီငင်ငင်နဲ့လည်းလောင်ကျွမ်းနိုင်ပါတယ်အဲ့လိုမျိုးပဲလူတအူးမှလည်းဒေါသတွေနဲ့ရှုပ်ထွေးမှုတွေကြားထဲမှာပဲနေထိုင်နိုင်တယ်လို့မျိုးအာယုံစူးစိုက်မှုတွေကြီးလင်ပြတ်သားမှုတွေနဲ့အတူလည်းနေထိုင်နိုင်တယ်လို့ယုံကြည်ကြပါတယ် Fortress of Flame Canada ကတော့ကျောင်းမှာရှိတဲ့ကျောင်းသားအားလုံးကိုဒုတိယနည်းနဲ့နေထိုင်နိုင်အောင်တွန်းပို့တင် जा ပေးတဲ့နေရာပဲဖြစ်ပါတယ် Fortress of Flame အကြောင်းကိုတည်ပြီးပြီဆိုတော့သူတို့ယုံကြည်ကိုးကွယ်လိုက်နာနေတဲ့လမ်းစဉ်တွေကိုချမှတ်ခဲ့တဲ့ဇင်ဆိုတာဘယ်လိုလူမျိုးလဲဆိုတာကိုဆက်ပြီးပြောပြပေးပါမယ်မသေးဆုံးခင်ကဇင်ဆိုတာသူ့ရဲ့ဓာရီကိုဉာဏ်ပညာနဲ့ပေါင်းစပ်ထားတဲ့ကြပြဆရာစစ်တီတယောက်အပြင်ဘုန်းကြီးတစ်ပါးလည်းဖြစ်ပါတယ်သူကတိုက်ခိုက်ရေးသမားတွေကိုပဲတီးသန့်သင်ကြားပေးနေရမှာမဟုတ်ပဲစိတ်နေစိတ်ထားတွေအကျင့်တွေကိုပါလေ့ကျင့်သင်ကြားပေးခဲ့တဲ့သူဖြစ်ပါတယ်သူသင်ပေးနေတဲ့ Born of the Guardian Flame မှာဂါရာတွေတိုက်ခိုက်နည်းပုံစံတွေအပြင်ဘဝသင်ခန်းစာတွေလည်းပါဝင်ပါတယ်သူ့ရဲ့လမ်းညွှန်မှုတိုင်းလှုပ်ရှားမှုတိုင်းမှာအတိတ်ပဲရှိပါတယ်လွတ်ဆောင်ချက်တိုင်းကိုအတွေးနဲ့ချိတ်ဆက်ရမယ်ခွန်အားကိုငြိမ်သက်ခြင်းနဲ့ထိန်းချုပ်ပြီးတော့တန်မာမှုကိုတာဝန်ယူမှုနဲ့ပေါင်းစည်းရမယ်ဆိုတာပါဝင်ပါတယ်သူ့ရဲ့လမ်းညွှန်မှုတွေကအကြောင်းသားတွေအတွက်မိမိကိုယ်ကိုမသိတဲ့စစ်တီတော်တယောက်ကကိုယ့်ရဲ့အဖွဲ့အစည်းစစ်တပ်ကိုရန်သူတွေထက်ပိုပြီးဒုက္ခပေးနိုင်တယ်ဆိုတာကိုအသိပေးနိုင်ခဲ့ပါတယ်လေ့ကျင့်မှုတိုင်းအတွက်အခြေခံဖြစ်တဲ့အသက်ရှူလေ့ကျင့်ငယ်တရားထိုင်တာကနေစတင်ပြီးတော့တိုက်ခိုက်လေ့ကျင့်မှုတွေပြီးသွားတဲ့အခါတိုင်းမှာငြင်းငြင်းသက်သက်နဲ့စင်ကျင်သုံးသပ်ဖို့အချိန်တစ်ခုပေးပြီးတည်တည်ချာချာနဲ့ထိထိရောက်ရောက်ကိုသင်ကြားပေးပါတယ်ဇင်ကဟန်ချက်ညီမှုတွေတဟဇာရဖြစ်မှုတွေကိုလေးလေးနက်နက်နဲ့ယုံကြည်ထားပြီးတော့လောမှာလည်းဒါကိုတိုက်ရိုက်ဖော်ပြထားတယ်ဗျသူ့ရဲ့သင်ခန်းစာတွေမှာဒီရဲတောက်အောင်ပူနေတဲ့တန်ကြိုးတွေကိုအသုံးပြုပါတယ်ညှက်မဲ့နှိမ့်ဆက်တာတော့မဟုတ်ပါဘူးလုံးဆောင်ချက်တိုင်းမှာကြီးမားတဲ့ပေးဆက်စရာတွေရှိရဆိုတာကိုចောင်းသားတွေကိုသိအောင်လို့သုံးတာဖြစ်ပါတယ်အကယ်၍လေ့ကျင့်နေတဲ့ចောင်းသားတစ်ယောက်ကမီးကြောင်အာယုံပြတ်သွားပြီးအပူစီကိုစိတ်ရောက်သွားတာနဲ့အပူလောင်ခံရမှာဖြစ်ပါတယ်ကျွန်တော်ဖះဟောတာလိုမျိုးနားတာကိုစိတ်ရောက်သွားရင်နားတယ်ဆိုတာကိုတည်သွားတယ်လို့မျိုးပေါ့အခုလည်းအဲ့ဒီပုံစံပါပဲဒီလိုနေရတောင်ပူနေတဲ့တန်ကြိုးတွေကလုံးဝမငြိမ့်သက်သွားတဲ့မီးကိုထိန်းထားနိုင်တယ်လို့မျိုးစိတ်ဆိုတာလည်းမွေးရပါဗီဇတွေကိုပေါ်မထွက်လာနိုင်အောင်ထိန်းထားနိုင်တဲ့အကြောင်းကိုပြသတင်ကြားပေးပါတယ်ဇင်းလက်အောက်မှာရှိတဲ့ចောင်းသားတွေကစစ်မှန်တဲ့ခွန်အားဆိုတာအမြန်နှုံးနေမဟုတ်ဘူးစွမ်းအားတွေမဟုတ်ဘူးဆိုတာကိုသင်ကြားခဲ့ရပါတယ်စစ်မှန်တဲ့ခွန်အားဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့စိတ်ခံစားချက်တွေနဲ့ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုထိန်းချုပ်တတ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအစွမ်းထက်တဲ့နည်းတွေကိုစစ်တီတော်တွေကိုသင်ကြားပေးနေတာကအစွမ်းထက်ပြီးကျန်းတဲ့ចောင်းသားတွေကိုပေါ်ပေါက်လာစေခဲ့ပါတယ်ကံမကောင်းကျင်တော့အဲ့လိုကျန်းတဲ့ចောင်းသားတွေကစီကန်းဆိုတာတဲ့။အကြမ်းဖက်မှုတွေစီကိုဥတီသွားခဲ့တယ်ဗျ။ဒီလိုနဲ့နှစ်ပေါင်းများစွာသင်ကြားပေးပြီးရဲ့အချိန်မှာဇင်းကိုရှင်းပြခြင်းနဲ့ចောင်းသားပြိုင်ဘက်တွေတော်တော်များများပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့လောရမနာလိုတဲ့ចောင်းသားတွေရဲ့ဝိုင်းမီမီးရှို့တက်ဖြတ်တာကိုခံလိုက်ရပြီးတော့ကျန်တဲ့ចောင်းသားတွေကသူတို့ဆရာရဲ့အကျွင်းကြံတွေအယိုးပြတွေကိုကျွန်တော်ဗီဒီယိုစမှာပြောပြခဲ့တဲ့ဗရမ ्या ဦးထဲမှာထည့်ပြီးပူဇော်ထားခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ Forest of Flame Canada ကြီးဟာလုံးဝတိတ်ဆိတ်သွားခဲ့တယ်ဗျ။ဇင်းရဲ့ចောင်းသားတွေအားလုံးကတယောက်တနေရာစီကွဲထွက်သွားခဲ့ကြတယ်။ Forest of Flame Canada ကြီးကိုလည်းဘယ်သူမှမကာကွယ်တော့ပါဘူး။မျိုးဆက်ပေါင်းများစွာလေ့ကျင့်ခဲ့တဲ့ဒီမီးဖို့ဘေးကကျမ်းမြေတွေပေါ်မှာလည်းဖုန်တွေစုပုံလာခဲ့ပါတယ်။ဗရမ ्या ဦးရှိတဲ့ Fortress of Flame Canada ကဖျားเจ้าထက်ကြောချမ်းစရာတင်းချိုင်းတစ်ခုနဲ့တော့ပိုတူလာခဲ့ပါတယ်ဒီလိုတွေဖြစ်သွားတာတော့မှပဲဇင်ရဲ့အစုံအမတွေကတော့လုံးဝမပြောက်ကွယ်သွားခဲ့ပါဘူးသူ့ရဲ့အစုံအမတွေနီးလန်းတွေလမ်းစဉ်တွေကိုသူ့ရဲ့ចောင်းသားတွေကတဆင်ပြီးတဆင်တည်ထောင်သွားခဲ့ကြပြီးတော့နောက်ပိုင်းမျိုးဆက်တွေကိုဆက်လက်သင်ကြားပေးခဲ့ပါတယ်အချိန်တွေကြာလာတဲ့အမျှဇင်ဆိုတဲ့နာမည်ကိုမေ့လာပြီးဇင်သင်ကြားပေးခဲ့တဲ့ Born of the Guardian Flame ဆိုတဲ့လမ်းစဉ်ရဲ့အစုံအမတွေသင်ခန်းစာတွေလေ့ကျင့်ရေးနီးလန်းတွေစီးကန်းတွေကပိုပြီးပြန့်နှံ့လာခဲ့ပါတယ်ဒီလိုလူနဲ့နာမည်တွေကတိတ်ဆုံးသွားပြီးရဲ့အချိန်မှာတော့သူ့ရဲ့လမ်းစဉ်တွေကနှစ်ရှည်လာများမပြောက်ဆုံးသွားသေးပဲနဲ့ကဘာမြေပြင်ပေါ်ကလူတွေကိုလွှမ်းမိုးနိုင်နေသေးတာလူတွေရဲ့နားလည်နိုင်စွမ်းကိုကြော်လွန်နေတဲ့အစွမ်းတစ်ခု Banning Slasher လို့ခေါ်တဲ့တောက်လောင်နေတဲ့မီးနဲ့ဖျားရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့် Banning Slasher ကစိတ်လှုပ်ရှားပြီးတော့ Forest of Flame Canada ထဲကိုဆင်းသက်လာခဲ့တယ်ဗျခန်းထဲထဲမှာရှိတဲ့ဗရမ ्या အိုးယူတွေ့သွားပြီးဇင်ရဲ့အယိုးပြတွေကိုနောက်တစ်ခါမီးမွေးလိုက်ပါတယ်သူမွေးလိုက်တဲ့မီးတောက်ကနေဇင်တယောက်နောက်တစ်ဖန်ထမြောက်လာခဲ့ပါတယ်တချိန်ကမီးနဲ့ရှုပ်ခံရပြီးတိတ်ဆုံးသွားခဲ့တဲ့ဇင်ကအခုချိန်မှာတော့မီးကနေပဲပြန်လည်မွေးဖွားလာခဲ့တာပါဒါပေမဲ့တာမန်လူသားတိမ်မျိုးဖုန်ကြီးတယောက်အနေနဲ့တော့မဟုတ်တော့ပါဘူးသူက Amber Spirit အသက်ရှင်နေတဲ့မီးတောက်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီးသူ့ရဲ့အသိပညာမီးတောက်ကိုတခြားသူတွေအတွက်တစ်ဖန်ပြန်လည်ထွန်းညှိပေးနိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီနှစ်ပေါင်းများစွာကဘာမြေကြီးနဲ့ဝေးဝါနေခဲ့ပေမဲ့ဇင်တယောက်ရှေးခေတ်ကသူလုပ်ခဲ့တဲ့အရာတွေသူ့ရဲ့နာမည်တွေကိုမှတ်မိနေသေးတာမို့လို့သူ့ကိုဇင် The Amber Spirit လို့ခေါ်တာဖြစ်ပါတယ်တခါတရံသူ့ကိုသူ Amber Spirit မီလီယံရဲ့ထိန်းချုပ်သူ Guardian Flame အနေနဲ့လည်းမိတ်ဆက်တတ်ပါသေးတယ်ကျွန်တော်တခါတည်းသူ့ရဲ့ Immortal Rebellion of the Banning God အကြောင်းကိုလည်းပြောပြပေးသွားပါမယ်
Rapiers of Banning God ဒါဟာဇင်မသေးဆုံးငင်ကလေးက Forest of Flame ဖုန်ကြီးကျောင်းထဲမှာတည်ရှိနေခဲ့ပြီးတော့ဒါဟာ A7 ရဲ့ steel တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်အဲ့ဒါရဲ့တကယ်ပုံစံအမှန် True Form ကိုဘယ်သူမှမမြင်ဘူးခဲ့ပါဘူးစင်တရောက် Ambassador အနေနဲ့ပြန်အသက်ရှင်လာပြီးအဲ့ဒါကိုကင်လိုက်တဲ့အချိန်မှာမီးတော့လာပြီးတော့တကယ်ပုံစံအမှန်ဖြစ်လာခဲ့တာပါကျော်ဒူရာဒူ idea ထဲမှာရှိတဲ့ Rapiers က Rapiers of Banning God ရဲ့ A7 ရဲ့ပုံစံဖြစ်ပါတယ် True Form မဟုတ်ဘူးပေါ့ဒါပေမဲ့ Ambassador ကင်ထားတာကတော့ Rapiers ရဲ့တကယ်ပုံစံအမှန်ပါဒီလောက်ဆို Ambassador ကင်ထားတဲ့ Rapiers of Banning God ဆိုတာဘယ်လောက်တောင်ကျန်းနေတာလဲဆိုတာကိုသိမယ်လို့ထင်ပါတယ်ကဲအခုဇင်ကနေ Ambassador ဖြစ်လာတာကိုသိပြီးသွားပြီဆိုတော့ဆက်ပြီးတော့ Ambassador ဆိုတာဘာလဲဘယ်လဲဘယ်လိုကောင်းရင်းလဲဆိုတာကိုပြပြပေးပါမယ် Ambassador ဆိုတာမီးပြန်အနေနဲ့ဖုံးထားတဲ့မသိမျိုးဝိညာဉ်မှာသူ့ရဲ့ခန္ဓာကိုယ်ကမီးခဲတွေပြာတွေနဲ့တောက်လောင်နေပြီးတော့အလင်းရောင်တွေနဲ့ဖွဲ့စည်းထားပါတယ်အရင်ဘဝကတေချာလေးကျင်ထားခဲ့တဲ့သူတဦးပြီးကျွန်တော်တို့ဒူတာဒူလောကထဲမှာချောချောမွေ့မွေ့နဲ့ရွေရှားသွားလာနေပါတယ်အဲ့ဒါအပြင် Ambassador ကအရင်ခေတ်ကစကားပြောတဲ့ပုံစံတရုတ်လိုဆိုချန်းယူပုံစံအတိုင်းတူတူတုတ်တုတ်နဲ့လေးလုံးပဲပြောတတ်ပါတယ်သူကိုယ်တိုင်ကလည်းစကားလေးလုံးအောင်များနေသေးတယ်လို့ပြောတတ်တယ်ဗျ 4 words is plenty Ambassador ရဲ့အတွက်ဉာဏ်ပညာဆိုတာတိကျတဲ့ထုံးနှက်ချက်တစ်ခုလိုမျိုးထိရောက်တယ်စိုးရှာတယ်လို့ယုံကြည်ထားပါတယ်။သူက Ambassador နဲ့ဇင်းဆိုတဲ့နာမည်နှမျိုးလုံးကိုတုံးတဲ့ရည်ရွယ်ချက်ကသူ့ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့သူများတက်လို့တည်သွားတယ်ဆိုတဲ့အရာကိုမငင်းပယ်ပဲနဲ့အဲ့လိုတက်ခံလိုက်ရတာမို့လို့အခုလိုမျိုး spirit တစ်ပါးဖြစ်လာတယ်ဆိုတာကိုပြကျင်လို့ဖြစ်ပါတယ်။ပြောချင်တာကသူဘဝမမေ့ဘူးပေါ့ Ambassador ဖြစ်လာတာနဲ့အတူသူတင် ्या ပေးခဲ့တဲ့ Born of Guardian Flame တဲ့ဟာ Guardian of the Flame ဆိုတာလေသူကိုယ်တိုင်ဖြစ်လာခဲ့ပါတယ် Ambassador ပါဝင်တဲ့ battery ရဲ့အနိုင်အရှုံးတိုင်းဟာသူ့အတွက်သင်ခန်းစာတစ်ခုဖြစ်တယ်လို့မှတ်ယူထားတယ်ဗျ Ambassador တိုက်ခိုက်တဲ့အခါသူ့ရဲ့လှုပ်ရှားမှုတိုင်းဟာသူထိန်းချုပ်ထားတဲ့ကျဉ်းနှံမှုကိုပေါ်လွင်စေပါတယ်သူတိုက်ခိုက်တဲ့အခါပတ်ဝန်းကျင်မှာမီးတုပ်တွေနဲ့တောက်ပနေပေမဲ့အဲ့ဒီမီးတွေကအရာဝတ္ထုတွေကိုမလောင်ကျွမ်းစေပါဘူးအဲ့ဒါအပြင်သူ့ရဲ့ Fire Remnant တွေက Born of Guardian Flame ကိုလေ့ကျင့်နေသေးတဲ့ကျောင်းသားတွေကိုရှာဖွေဖို့အတွက်မုန်တိုင်းတွေပင်လယ်တွေတောင်တန်းတွေဖြတ်သန်းပြီးတော့ခီးသွားနေရလို့ပြောထားပါတယ် Ambassador အကြောင်းကတော့ဒီလောက်ပါပဲကျွန်တော်ဆက်ပြီးတော့ voice line နဲ့ပပကိုပြောပြပေးပါမယ် main ခင်ကထင်းမိတ်အနေနဲ့တွေ့ရတဲ့အခါမင်းရောမင်းညီကိုရောငါလက်ထဲမှာတေးရမယ်စင်လို့ပြောတတ်ပါတယ် You and your brothers are dead to me, Zin. Window Wyvern ကတော့ Ambassador နဲ့တွေ့ရအခါမှာငါနောက်အရမ်းမကန့်နဲ့ငါရဲ့တောင်းတွေအောင်ပူနေပြီလို့ပြောတတ်ပါတယ် Not so close, Ember Spirit. You're warming my wings. Stone Spirit ကိုတက်ပြီးတဲ့အခါကျရင်တော့ Ember Spirit က Stone Spirit ကိုမင်းရဲ့လူတစ်ပိုင်းပဲဖြစ်နေသေးတယ်လို့ပြောတတ်ပါတယ် You were half human Spirit ကိုတက်ပြီးတဲ့အချိန်မှာတော့မင်းတယောက်တည်းပဲဆက်သွားလို့ပြောပါတယ် Your spirit alone continues Vice Spirit ကိုတက်ပြီးသွားတဲ့အခါမှာတော့မင်းရဲ့ကံကြမ္မာကိုမင်းရွေးတာငါဒါကတိတယ်လို့ပြောပါတယ် You decided this fate My blades realized it ကျွန်တော်ဆက်ပြီးတော့ spell တစ်ခုချင်းစီအကြောင်းကိုပြပြပေးပါမယ်ပထမဆုံး spell ဖြစ်တဲ့ Searing Chain ကတော့ Fortress of Flame မှာရှိတဲ့အိုးတွေကိုချိန်ထားတဲ့နေရဲတောက်နေတဲ့တန်ကြိုးတွေနဲ့ချီနှောင်တာဖြစ်ပါတယ်ဒုတိယ spell ဖြစ်တဲ့ Slide of Fist ကတော့သူ့เจ้าမှာတင် जा ပေးနေတဲ့တိုင်းပညာဖြစ်ပြီးတော့အဲ့ဒီတိုင်းက enemy ကြားထဲမှာလှင်းလှင်းမြက်မြက်နဲ့ဝင်ထွက်နိုင်ပါတယ်သူ Ambassador မဖြစ်ခင်တော့ကတော့လက်သီးနဲ့ထိုးတာပါအဲ့ဒါကြောင့်မို့ Slide of Fist ဖြစ်နေတာပေါ့ Ambassador ဖြစ်ပြီးတဲ့နောက်ပိုင်းမှာမီးလောင်တဲ့ effect ပါလာတာပါတတိယ space ဖြစ်တဲ့ Flame God ကတော့ Ambassador ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဇင်းကိုနောက်တစ်ခါတက်ဖို့မပြောနဲ့အနည်းနာကိုကဲ့ရင်တော့ပူပြင်းတဲ့မီးတံကိုခံရမှာပါနောက်ဆုံး ultimate spell တစ်ခုဖြစ်တဲ့ Fire Remnant ကတော့သူ့ရဲ့ခန္ဓာကိုယ်မှာတောက်လောင်နေတဲ့မီးတွေကိုသူ့ရဲ့ပုံစံတူ clone ဖြစ်ပွားတာဖြစ်ပြီးတော့ engage နဲ့မတူတာဒီ spell တွေမှာ cast rate ဆိုတာမရှိတဲ့အပြင်ထုတ်နိုင်တဲ့အကန့်အသတ်ဆိုတာလည်းမရှိပါဘူးအဲ့ဒါကြောင့်မို့ကဘာမြေပြင်အနှံ့ကိုတွားခိုင်းလို့ရပါတယ်ကျွန်တော်လုံးဝပြောပြခဲ့တဲ့လို့ Ambassador ကဒီ Fire Remnant တွေကိုနေရာအနှံ့လွတ်ပြီးတော့သူ့ရဲ့ Born of Guardian Flame ကိုစက်ကျင်ညံနေတဲ့သူတွေကိုရှာဖွေခိုင်းထားပါတယ်ဒီ video ရဲ့နောက်ဆုံးပိုင်း fan fact အနေနဲ့ကတော့ Ambassador မသေးခင်ကဂျကာနဲ့အတူလေ့ကျင့်ခဲ့ပူးပါတယ်ဒီနေရာမှာနည်းနည်းလေးစားတယ်ဗျဇင်က Ambassador ဖြစ်လာဖို့နှစ်တည်ရာနဲ့ချီပြီးစောင့်ခဲ့ရပါတယ်မတိကရဲ့ဂျကာနဲ့လေ့ကျင့်ခဲ့ဘူးလေဆိုတော့ဂျကာနဲ့ရဲ့အသက်ကဘယ်နှစ်တောင်ဖြစ်နေပြီလဲ Asian တယောက်များဖြစ်နေမလားဒါမှမဟုတ် Dura2 ရဲ့ law တွေမှာဟာကွက်တွေရှိနေပြီလားကဲဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်နောက်တစ်ပတ်မှာစာမွေးပြီးမှာမို့လို့အဲ့ဒါကြီးပြီးတော့မှပဲ channel hero တွေကိုဆက်လုပ်ပေးပါမယ် See you around guys